ခုဆိုမှာကိုမဖုန်းနဲ့တဲ့လားဖုန်းစားတာတဲ့လားโอเคအဲ့ပါနည်းနည်းဒီမှာငါတို့ရဲ့ဒါရဲဘော်ကြီးဟုတ်စိမ့်နဲ့ခိုက်ပါလေအကြိုက်ကြီးကြိတ်ကျွေးကိုကြောက်လားလာကိုကြောက်မလာလေအမေသူအသက်မကြီးပါဘူးပေါ့ သူကြောက်ဆိုရဖြူနေပြီနော်အသက်မကြီးပါဘူးပေါ့ကိုကိုကြီးကဘောမဘောမပြရပါ မိုးစိတ်တီးတယ်မိုးစိတ်တီးတယ်ပေါ့မိုးစိတ်တွေကြီးอ่ะ မုတ်စိတ်မှာပေးကုန်မှာရောက်တယ် သူကအဲ့လိုလား ငါတို့ဒီအဖွဲကမုန်းစိတ်တွေပဲကွာ မစိတ်တူတာ လာလာလာလေမိုးစိတ်ရှိသေးတယ် โอเคငါတို့ဟိုဟာ ဟိုကြောင်းငယ်တော့ ဒါပြူကြီးလက်ရှိ ကိုဂျပန်ကြီးကနော်အိမ်မပြန်ချင်တာနဲ့ခေါ်ထားရင်မနေကြနဲ့ကိုယ့်အိမ်ကိုပြန်သူကမိမရက်ခံမှာကျွန်တော်တို့ခေါ်တာ အဝိရှော့နေတော့ ဖေးဖေးရဲ့နင်းရတယ် ဒီမှာကြားဦးစားပေးတော့ဟဲ့ကြားဦးစားပေးတော့ ဦးလေးကြီး ပြီးသွားပြီ ကိုဂျပန်ကြီးကကြားဦးစားပေးတော့ကြားနေပဲဖွင့်တာ မန်နေဖြစ်နေပန်နေမဖြစ်တော့ ရောခါလေးရောကွာဟာကိုပဲ မန်နေဖြစ်နေပြီ ကဲကလာကောင်းကောင်းလား သိသိနေပြီမောင်လေး ကဲလာပြူကြီးလား သိသိနေသိသိ ပြူကြီးလားပြူကြီးလားပြူကြီးနာဟိုလည်းတမျိုးတော့မတင်ရတဲ့ဟိုကျွန်တော်အမှုတော့မခွဲလိုက်ကြပါဘူးနော်ဘာလဲမိန်းကလေးတွေကိုနောက်မှကျွေးဆိုရဲ logic ကလည်းဒီမှာ အဲ့ဒါ ကြီးကြက်မှာနော် line မှာဝုန်းမှာပြောပြီးသား အဲ့ဒါပြန်လာရှိတယ်အဲ့ဒါခါလေးကိုကိုတာ ကျန်တော့ခွဲပြီးတော့ကိန်းတော့ပုံနေတယ် လို့ခေါ်ပါတယ်။တခါမွေးရဦးစားပေးသွားတယ်ဆိုအကြီးကျယ်ပြတ်သွားတယ် အဲ့ဒါ ပြောလို့ခင်ဗျမွေးနေတယ်ကျွန်တော်လုံးထွက်ရတယ် ကြီးပြတ်တာတက်မှာကြီးအမော်လေးပြာ ဒါဆိုဖြစ်ပါ တော့ကြည့်တယ်နော် ဒါရှိတယ်ဒီမှာရှိတယ် ။တရားပြန်နေပုံမှန်လေး ဒီတို့ကတယောက်လဲကြည့်ပါဦး အိမ်မလေးကောင်းနေတယ် အဲ့ညီမလေးလုပ်ပေးထားတာ ။လေသူကတော့စပယ်ရှယ် ဒါရီ โอเคဘယ်သူကြာသေးတော့ ဒီမှာလေးမင်းကြံနေ ဟောကြာသေးလား ကားထားပါရီ ဟုတ်ကြာပြီဩအေးဟုတ်သားပဲမဟုတ်ဆန်လား မေ့သွားတော့အဲစိတ်လား ကျန်တာခွဲဒီပါဆိုနောက်ဆုံးမှကောင်းလေးကျွေးရမှာ ။ရှင်းမှာ9ရောက်လောက်ချ ဆိုတော့အဲ့ဒီဟိုကတော့ဒီနေ့ကျွန်တော်ဒီရောက်ပြီးမှနည်းနည်းသင်ထားတဲ့အကွက်တွေပေါ့ဒီလိုရောဒီလိုလေးတွန်းလိုက်ရပြီရုပ်ရှင်သဘောရဆိုတော့